เคอ่ะยาวตรงเมลี่เผาป่ะมั้ยဒီကောင်လေးကမစိုးဘူးနဲ့ကျွန်တော်ဖောက်တယ်ပေါ့နော်ကျွန်တော်လိုက်ကြည့်ပါဦးကြာလို့ကျွန်တော်စကားရိုင်းမပြောတော့တန်းဖောက်ရှုပ်ပါလေးပေါက်နေပေါ့နော်စပြီးဖြေးလိုက်ပါမယ်စားပေါက်တဲ့ဟာလေးကိုကြည့်လိုက်ပါဦးဝိုင်ကွာပုံစံမျိုးလေးပါခလေးစိုးတဲ့ဟာလေးပေါ့နော်သိုးတော့မစိုးပါဘူးကောင်ပေါက်တဲ့ရုပ်ကတော့လမ်းတယ်အပါကြီးလေဩစတေကာလေးရဲ့ပူစီပေါင်းလေးရဲ့ပေါက်ပါတယ်ကဲဘာလေးများပေါက်နေလိုက်ကြည့်ပေးပါဦးခင်ဗျာဒါရနည်းနည်းတယ်ပြည့်စုံမှုတဲ့ကလစ်ပါလာပြီကလစ်အဲ့အောင်ကြီးဘလူညက်ကမှာလေဟာဟုတ်ကြပါဦးကြောင်မညက်တော့ဘူးတော့ကြပါဦးကွာအမလီလှအောင်ပါပြီလှမလားတော့မသိဘူးကြာစပင်တော့နာသွားတယ်ဒီစိတ်သွားတယ်မညက်တော့ဘူးကဲဒီဘာကြီးထပ်ပေါက်တာအော်တန်လိုက်တယ်ရှိမှာတန်လိုက်တော့နကတ်တွေပါရအောင်ပါပြီတန်လိုက်ပါလှုပ်လိုက်နကတ်တွေငငယ်တော့အကွက်တွေဒါရဲ့ဘာကြီးလေဒါရဲ့ဘာကြီးလေဆိုတော့ဘာကြီးလဲမသိဟောတော့ချိတ်လာဖူးဖူးတော့ချိတ်မှာလာဖူးဖူးရုပ်လေးပါတယ်တော့ချိတ်လေးကျန်စိုးလာတယ်ဒီကောင်လေးကတော်တော်လေးမစိုးဘူးလို့ပြောရမယ်ဒီကောင်မဲရလေအရန်ဆေးမကြည့်ဘူးပေါ့ရောကဲစားပေါက်ပြီပတ်စံ90နဲ့မှဖြစ်ပါတယ်90နဲ့ပေါက်လို့ပြောစဉ်းစားကြည့်နောက်တစ်ရက်ကဘယ်လောက်တန်လေးလဲ90တန်လေးပါပဲ90တန်လေးပေါက်လိုက်တာဗျာဒါကြီးကဖောင်းနေကြဖောင်းကြီးဘာတွေပေါက်မလဲမသိဘူးဖောင်းဆိုတော့ရုပ်များလားလို့ခေါင်းလျှော်ရတော့တယ်စဉ်းစားကြည့်ဦးမကလစ်တွေရောခေါင်းလျှော်ရတွေရောစုံစမ်းစီနေကဲရွှေစိန်ဘောလုံးပေါက်တယ်ရွှေစိန်ဘောလုံးရုပ်ဒီကောင်မိုက်တော့မိုက်တယ်နော်ပတ်စံနေရောရုပ်တွေရောဒါကြီးဘာကြီးလဲဒါဘာကြီးလေဒါဘာကြီးလေဒါပါလဲမသိဘူးဗျနံပါတ်3လေးရေးတာခဲပြက်လာပါလဲမသိဘူးမပူစီပေါင်းလေးလည်းပါသေးတယ်ခဲပြက်လာပြောစီနဲ့ထပ်ပေါက်မယ်ပြောပတ်စံပေါက်လေပတ်စံပေါက်ဘယ်လောက်တန်လေးလဲကြည့်ပါ100တန်ကြီးဗျာနည်းနည်းလေးရှားတာကြီးကြီးမားမားလေးပေါက်ပါလေ၄ခုပဲကျန်တော့ဒီမှာဒါလေးလည်းမိုက်တယ်ဖောင်းလေးဘာလေးပါလဲပတ်စံဟုတ်ရပတ်စံလည်းဖောင်းလေးဆိုတော့များမလား90တန်စဉ်းစားကြည့်ဦးကဲနောက်တစ်ခုကဘာကြီးလဲမသိမလေးညစ်ထုတ်မလေးတကြားလုံးတော့မှာပဲပါလေပြင်မဲ့တကြားလုံးလားမသိမလေးဖောက်ထားလိုက်မချုပ်နှစ်ခုပဲရတော့ဟုတ်ကြားတယ်ဘာလေးပေါက်နေဘူးစီပေါင်းရကြီး